မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းတွေကိုကောက်နှုတ်တင်ဆက်ပေးသွားပါတော့မယ်။လုံခြုံရေးသတိပေးထားသည့်မရန်ကုန်မြို့နယ်ထွေအုပ်ရုံးတွင်စစ်ကောင်စီဝန်ထမ်းအချင်းချင်းဓာတ်ထိုးသတ်မှုဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မရန်ကုန်မြို့နယ်ထွေအုပ်ရုံးတွင်မှထွေအုပ်ဝန်ထမ်းတို့အားမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ကိုရေးအရာရှိကဓာတ်နဲ့ထိုးသတ်မှုဖြစ်ပွားခဲ့ပါတယ်။ဇွန်လ17ရက်နနက်10:00နာရီခန့်မှာမရန်ကုန်မြို့နယ်ထွေအုပ်ရုံးမှအငယ်တန်းစီကိုအောင်မြင့်မြတ်ကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ကိုရေးအရာရှိကျော်စိုးမင်းကဓာတ်နဲ့ထိုးခြင်းဖြစ်တယ်လို့ဖြစ်စဉ်ကိုသိရသူတို့ကပြောပါတယ်။ဓာတ်ယူလာပြီးတော့ထွေအုပ်ရုံးနဲ့ထိုးတာပြကိုအောင်မြင့်မြတ်ကတန်ရွဲထွေအုပ်ရုံးကနေစစ်ဆောင်ပြီးတော့ဒီမှာမရန်ကုန်ထွေအုပ်ရုံးတွဲဘက်ကြားနေတဲ့သူပါသူဟာသိတယ်ကျော်စိုးမင်းကတော့ပြေးနေတယ်လို့မရန်ကုန်မြို့နယ်ထွေအုပ်ရုံးနဲ့နှီးစပ်တဲ့သူကပြောပါတယ်။ကိုအောင်မြင့်မြတ်ကအသက်36နှစ်အရွယ်ရှိပြီးထွေအုပ်ရုံးအငယ်တန်းစီဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီးကျော်စိုးမင်းမှာတော့အသက်50ကျော်အရွယ်ဖြစ်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကမရန်ကုန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းတို့ကရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ရဲ့တိုက်ခိုက်နိုင်ခြင်းအတွက်လုံခြုံရေးဆိုင်ရာအစည်းအဝေးများကျင်းပခဲ့ပါတယ်။ခရိုင်နဲ့မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအားလုံခြုံရေးမပေါ်စားရန်ရုံးနှင်းလုံခြုံရေးအထူးဂရုပြုရန်ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းကပြောကြားခဲ့ပါတယ်။ထို့ပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များနေ့စဉ်ပြောနေသည့်ကြောင့်မှပြည်ပမှလာမတိုက်ခိုက်ပဲအချင်းချင်းတပ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မဘာသားတွေရဲ့တောင်းဆိုမှုကြောင့်မရောက်လိုက်ကဘုံကြီးကျောင်းများအတွက်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ခါနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနှင်းခွင့်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကဘုံကြီးကျောင်းနဲ့တန်ခါတော်များအတွက်လိုင်စင်မဲ့ကားများကိုမြို့နယ်တန်ခါနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်ပြီးတော့စီးနှင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းရန်ကုန်နဲ့မန္တလေးတိုင်းရှိတိုင်းအုပ်ဆရာတော်တချို့ကပြောဆိုပါရယ်ဇွန်လ10ရက်နေ့မှစတင်၍အကြမ်းဖက်စစ်ကောင်စီကတနိုင်ငံလုံးတွင်လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုဖမ်းဆီးခဲ့ကြောင်းဘုံကြီးကျောင်းများနဲ့စာသင်တိုက်များမှသာသနာအမည်တပ်ထားသောလိုင်စင်မဲ့ကားများကိုအရှိန်အုံနဲ့ဖမ်းဆီးခဲ့ကြောင်းတို့ရတွင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မှဘုံကြီးများကစစ်ကောင်းဆောင်မယောင်းလိုင်ထံသို့အတနာခံစာတင်ပြကြရာသက်ဆိုင်ရာမြို့နယ်တန်ခါနာယကအဖွဲ့များရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားများကိုပြန်လည်ပြီးတော့စီးနှင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါရယ်သာသနာအမတ်တစိမ့်မှာမြို့နယ်တန်ခါနာယကအဖွဲ့ထောက်ခံချက်ပါရမယ်။ကျောင်းတိုင်းနဲ့စာသင်တိုက်တွေမှာတကယ်တန်ခါတော်တွေစီးနှင်းနေတာဖြစ်ရမယ်။သာသနာကိစ္စတွေအတွက်အသုံးပြုတာမျိုးဆိုရင်တော့မဖန်တော့ဘူး။မြို့နယ်တန်ခါနာယကအဖွဲ့တွေကလည်းကျောင်းတိုက်တွေနဲ့စာသင်တိုက်တွေအတွက်ကားတွေကိုထောက်ခံချက်လာလုပ်လို့ရတယ်ဆိုပြီးတော့မြို့နယ်တန်ခါနာယကအဖွဲ့ကတရားဝင်ကြေညာနေပါပြီလို့မန္တလေးတိုင်းမတရားမြို့နယ်မှာတိုင်းအုပ်ကျောင်းထိုင်ဆရာတော်တပါးကမိန့်ကြားပါတယ်။မြို့နယ်တန်ခါနာယကအဖွဲ့များကလည်းသာသနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားများကိုထောက်ခံချက်ထုတ်ပေးရမှာတေချာစွာမှတ်ပုံတင်ထားပြီးမြို့နယ်ရဲတပ်ဖွဲ့ထွေအုပ်နဲ့နယ်မြေခံတပ်နယ်မှုများထံသို့ထောက်ခံချက်ထုတ်ပေးထားသည့်သာသနာကားစင်းပေးပို့ထားရကြောင်းသိရပါဗျ။သာသနာကားပေမဲ့မြို့နယ်တန်ခါနာယကအဖွဲ့ထောက်ခံချက်လည်းပါမယ်။ရှင်ထိန်နယ်မြေခံတပ်နဲ့ရဲစီမှာလည်းစင်းရှိတာမျိုးဖြစ်မှမဖမ်းမှာပါ။နေကျော်တော့လောလောဆယ်တော့မသွားပါနဲ့哦။စီမံချက်ပြီးရင်တော့နေကျော်လည်းကြွားလို့ရတယ်လို့ပြောတယ်။အခုကဝါရင်းကာလာကြီးကလည်းလာတော့မှဖြစ်လို့နေကျော်တော့ကြွားလို့လည်းမတင်သေးဘူးလို့မတရားမျိုးနယ်မှာတိုင်းအုပ်ကျောင်းထိုင်ဆရာတော်ကမိတ်ဆိုပါတယ်။ထို့ပြင်မဘာသားနဲ့အမျိုးသားရေးအစွန်းရောက်ဘုန်းကြီးများလည်း၎င်းတို့စီးနှင်းနေသောလိုင်စင်မဲ့ကားများစီးနှင်းရင်ဖမ်းဆီးမှုမရှိစေရင်အတွက်တပ်ဆိုင်ရာတပ်နယ်မှုများရဲ့ထောက်ခံချက်လက်မှတ်များပါရယူထားကြကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မူဆယ်105မိုင်မှာမြောက်ပိုင်းညီနောင်မဟာမိတ်3ဘွဲကဇူလိုင်လ10ရက်နေ့မှစတင်၍အခွန်ကောက်ခံပြီးဖြစ်ပြီးကုမ္ပဏီများနဲ့ကုန်တင်ယာဉ်များတရားဝင်မှတ်ပုံတင်အခွန်ဆောင်ရန်အသိပေးကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်105မိုင်မှာမြောက်ပိုင်းညီနောင်မဟာမိတ်3ဘွဲကတရားဝင်အခွန်ကောက်ခံမယ်လို့အသိပေးကြေညာထားကြောင်းမူဆယ်အခြေစိုက်နေဆက်ကုန်တဲ့တချို့ကပြောပါရယ်လာမဲဇူလိုင်လ10ရက်နေ့ကစတင်ပြီးတော့မူဆယ်105မိုင်ကျင်းစန်းကျော်ကိန်းမှာမဟာမိတ်ညီနောင်3ဘွဲရဲ့အကောက်ခွန်ဌာနကကုန်သွယ်မှုအသွင်ထုတ်ဂျူတီဆောင်နှုံးများကိုစီမံခန့်ခွဲမှာဖြစ်ပြီးကျင်းနာကုန်စည်ပို့ဆောင်ရေးဌာနကအဆိုပါလုပ်ငန်းစဉ်များကိုစီမံခန့်ခွဲမှာဖြစ်ကြောင်းသိရပါဗျ။ဒါကြောင့်မလို့တရုတ်မြန်မာနဲ့နယ်စပ်ဂိတ်ပေါက်များပုံမဖွင့်လှစ်လာသည့်နေ့အမျှကုန်ကားများအဝင်ထွက်များလာခြင်းကြောင့်အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရင်းမှတ်ပုံတင်ခြင်းစနစ်များကိုအစင်းမြင့်တင်ပြီးဖြစ်ကြောင်းသိရပါဗျ။
ထို့ကြောင့်နေဆက်ကုန်သည်များဂျူတီဆောင်ကုမ္ပဏီများကုန်ကားဂိတ်များအခွန်ဆောင်မှုများလှုပ်ဆောင်နိုင်ရန်အတွက်ဇူလိုင်လ ၁ ရက်နေ့မတိုင်မီမဟာမိတ်ညီနောင်သုံးဘွဲရဲ့အကောင့်ခွန်ဌာနလက်အောက်ခံကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနမှကုမ္ပဏီမှတ်ပုံတင်ခြင်းနဲ့ရှင်းမှတ်ပုံတင်ခြင်းများကိုပြီးစီးအောင်လှုပ်ဆောင်ရန်လိုအပ်ကြောင်းကိုရိုင်းကြိုတင်အခွန်ကောက်ဖွင့်ခြင်းရင်းဝင်ထွက်ကြိုတင်မှတ်ပုံတင်ခြင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်သုံးဘွဲရဲ့အကောင့်ခွန်ဌာနကလှုပ်ဆောင်ပြီးဖြစ်ကြောင်းသိရှိရပါသည်ဇူလိုင်လ ၁ ရက်နေ့နေဆက်ကုန်သွယ်ရေးမစတင်မီမှတ်ပုံတင်ခြင်းများဆောင်ရွက်ရမှာဖြစ်ပြီးဇူလိုင်လ ၁ ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်ဖြင့်အခွန်ဆောင်ရန်တင်ပြရန်လိုအပ်ကြောင်းလုပ်ငန်းများအခွန်ဆောင်တဲ့ချိန်မှာနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရန်အတွက်ဆောင်ရွက်ဆောင်ရန်အထောက်အထားများကိုအမြန်ဆုံးပြင်ဆင်ထားရန်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲကမူဆယ် 105 မိုင်ကျင်းစန်းကြော်ဂိတ်မှတရားဝင်ကြေညာထားပါသည်စာသွားလာရတော့တရုတ်နဲ့စကားစားဘက်ကကျင်းစန်းကြော်ဂိတ်ကိုညီနောင်သုံးဘွဲကိုပေးလိုက်တဲ့သဘောလို့ယူဆရတယ်။စကားစားဂိတ်တွေလည်းရှိမဲ့သဘောပါ။ကိုဂိတ်နဲ့ကိုအခွန်ကောက်ကြမယ်လို့ထင်ပါတယ်။မူဆယ် 105 မိုင်ကုန်သွယ်ရေးဆောင်ကမြောက်ပိုင်းမဟာမိတ်အဖွဲ့ကတင်ထားတာလို့မူဆယ်မြို့မှနေဆက်ကုန်တဲ့တူကပြောဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီကတရုတ်ရဲ့ကျောင်းဝင်စစ်ဆက်မှုဖြင့်လာရှိုးကိုပြန်လည်ရရှိပြီးတဲ့နောက်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်ရန်ကြိုးပမ်းလာရာယခုနောက်ဆုံးမှာမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲကမူဆယ် 105 မိုင်တွင်တရားဝင်အခွန်ကောက်ခံပြီးဖြစ်ကြောင်းကြေညာလာခြင်းဖြစ်ပါတယ်။2023 ခုနှစ်ဒီဇင်ဘာလ18ရက်နေ့တွင်မူဆယ် 105 မိုင်ကုန်သွယ်ရေးဆောင်ကိုမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲရဲ့လက်အောက်သို့အပြေးအဝမဟုတ်သည့်တိုင်အတိုင်းအတာတစ်ခုထိသို့ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းညီနောင်မဟာမိတ်သုံးဘွဲကတရားဝင်ကြေညာထားခဲ့ပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ကြောင်းဖြူမှာတိုက်ပွဲပြင်းထန်စစ်ကောင်စီတပ်ကအေးရှိရာနေရာတွေကိုလက်နက်ကြီးနဲ့မနာရန်ပစ်ခတ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောင်းဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရကတပ်တော်အင်းတို့တိုက်ပွဲပြင်းထန်နေပြီးအေးရှိရာနေရာများသို့လက်နက်ကြီးဖြင့်မနာရန်ပစ်ခတ်နေကြောင်းဒေသတွင်တဲ့ရင်ရှင်းမြင့်နဲ့ဒေသခံများထံမှသိရပါဗျ။ဒီတရက်နှစ်ရက်တိုက်ပွဲတော်တော်ပြင်းထန်နေတဲ့အေးကလည်းကမ်းခြေဘက်ကပတ်ပြီးတော့ OGD နာခမာယ943ခမာယ942ဘက်ကိုဝင်နေလို့စစ်ကောင်စီတပ်ကကြားလို့ဖြစ်မဲ့တရင်နေရှိတဲ့တောင်ပေါ်ကနေနိုင်ဝက်ချားတစ်ခါပြစ်နေတာလို့ဒေသတွင်သတင်းရှင်မြစ်ကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကကြောက်ဖြူမြို့သို့ရေတပ်သင်္ဘောများဖြင့်ရောက်ရှိလာသောစစ်သားနဲ့ရဲအင်အား200အထက်နဲ့လက်နက်ခဲယမ်းများကိုရဲတပ်ရင်32ခမာယ943နဲ့ခမာယ942တို့တပ်ဖြန့်ခွဲပို့ခဲ့ကြောင်း၎င်းကဆိုပါရယ်မာလာကျွန်းအနီးရှိတဘာဝတန်ငွေတန့်စင်ဆက်ယုံ OGD တွင်လည်းစစ်ကောင်စီတပ်သားများကအကာအကွယ်ယူခိုးလုံနေခြင်းကြောင့်အာရခတပ်တော်ဝိုင်းထားကြောင်းအေနဲ့နီးစပ်သူတို့ကပြောပါရယ်တိုက်ပွဲမှာစစ်ကောင်စီဘက်ကနေတိုင်းလိုတရားတွေရှိတဲ့တေးရားများတဲ့ OGD မှာရှိတဲ့ထိပ်ပိုင်းအင်ဂျင်နီယာတွေကတော့လေရင်နဲ့ပြန်ကြားတယ်လို့သိရတယ်။ဒါပေမဲ့တရုတ်စစ်သားတွေကကုမ္ပဏီလုံခြုံရေးအတွက်အဲ့ဒီထဲမှာရှိနေတဲ့ဒီဘက်ကဝိုင်းထားတာပေါ့။အပေါ်ကအမိန့်ပေးရင်အေကအထဲဝင်တိုင်းမှာပေါ့။ဝင်တိုင်းလို့ရှိရင်တရုတ်စစ်သားတွေအကြဆုံးရှိလာမယ်။ gas pipeline တွေထိခိုက်မယ်။အခုဆိုရင်ရဲတပ်ရင်32ကကာကင်းတွေမရှိတော့ဘူး။သူတို့စစ်ကောင်စီဘက်ကတော့အေးရှိတဲ့နေရာတွေကိုလိုက်ပြီးတော့တိုက်နေတာလို့၎င်းကပြောဆိုထားပါတယ်။လက်ရှိမှာဒညဝရီရေတပ်ဌာနချုပ်သို့သွားသည့်တစ်ပုတ်တောင်လမ်းခွဲစင်ချောင်းနဲ့ကတ်သက်ပြေကျင်းရွာအနီးတွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးများသားမကလေကြောင်းမှလည်းမကြာခဏဘုံကျဲတိုက်ခိုက်နေကြောင်းသိရပါဗျ။လက်နက်ကြီးနဲ့ပြစ်တာမလာကျွန်းနာမှာအရက်သား1ယောက်2ယောက်သေတဲ့ကြားတယ်။မနေ့ကညနေ4 နာရီလောက်ကလည်းလမ်းခွဲနာလေရင်နဲ့ဘုံလာချသွားတယ်လို့ကြောက်ဖြူမျိုးကန်တူကပြောပါရယ်။စီးသတင်းရှင်များရဲ့အဆိုအရကြောက်ဖြူမျိုးတို့ယခုနှစ်ဖေဖော်ဝါရီလကတည်းကစစ်ကူများပို့ဆောင်နေသည်မှာ9ကြိမ်အထက်ရှိပြီး4လအတွင်းစုစုပေါင်းအင်အား1000ကျော်ရှိနေပြီဖြစ်ပါတယ်။လက်ရှိမှာအာရခတပ်တော်အေးကကြောက်ဖြူမျိုးနယ်ရှိစစ်ကောင်စီရဲ့မင်းတပ်တောင်စခန်းလိတ်ခမော်ကာကင်းစခန်းနန်းဖဲတောင်ကာကင်းစခန်းတို့ကိုမေလတတိယပတ်ကသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီရဲ့ဒညဝရီရေတပ်ဌာနချုပ်ကြောက်တလုံးဖျားအနီးရှိခမာယ942နဲ့ဂုံးချင်းရွာအနီးရှိခမာယ943ခလာယ34မြို့နီးရှိအမှတ်32ရဲတပ်ရင်းနဲ့တောင်မော်ကြီးရဲတပ်ဌာနခွဲတို့တည်ရှိပါတယ်။အာရခတပ်တော်နေနဲ့ရခိုင်ပြည်နယ်မှာအကြီးဆုံးနာပါခတိုင်းစစ်ဌာနချုပ်ပါဝင်မြို့နယ်14မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူမှန်အောင်စားတဲ့နောက်ဆုံးလက်ကျန်မြို့3မြို့ကိုသိမ်းပိုက်ရန်ကြိုးပမ်းနေကြပါတယ်။ဟုတ်ကဲ့ပါဒါတော့ဒီမုံမြမားနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါနောက်ဆင်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်သတင်းထူးများနဲ့တူပြန်လာခဲ့ပါမယ်ရှင်